ဂျမ်ဘတ်စကောင်းဆောင်မင်းအောင်လိုက်ထားတဲ့ဘန်ကောက်မြို့ကိုရောက်နေဘက်စတက်စီဝီတက်မင်းအောင်လိုက်ဒီလိုရောက်ရှိလာမှုအတွက်ထိုင်းမြေကိုနင်းတာအာကုတူတွေပါလာတယ်ကပ်ဘေးတွေပါခေါ်လာတယ်ဆိုပြီးထိုင်းပြည်သူတွေကမင်းအောင်လိုက်ထွက်သွားဆိုပြီးတော့ဆန္ဒပြကန့်ကွက်မှုရှိနေပါတယ်ထို့တူညီမပြည်သူတွေကလည်းမင်းအောင်လိုက်ကိုထိုင်းနိုင်ငံဘန်ကောက်မှာကန့်ကွက်ဆန္ဒပြမှုလုပ်နေပါတယ်မင်းအောင်လိုက်ဟာရွန်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်မှုကြောင့်ဝရမ်းထုတ်ခံရတဲ့ဝရမ်းကြီးတစ်ယောက်ဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့ကပ်ဘေးငလျင်ကပ်ဘေးဖြစ်ပေါ်နေတဲ့အချိန်မှာတောင်းနဲ့ချီတဲ့သိဆုံးမှုတွေနဲ့သိန်းနဲ့ချီတဲ့အတိဒုက္ခရောက်မှုတွေကိုဥပက္ခပြုပြီးနိုင်ငံတကာမှာလူရဝင်ကျင်လို့အစည်းအဝေးလာတက်တာကိုကျွန်တော်တို့လက်ခံလို့မရပါဘူးရုပ်မာလုံးနဲ့မင်းအောင်လိုက်ဟာလက်ရှိနိုင်ငံတကာကပေးရတဲ့အကူအညီဒေါ်လာတန်ပေါင်းများစွာကိုပြည်သူလူထုကိုနေ့စဉ်ဘုံကျဲဖို့ဘုံစံတွေတနက်တွေကြီးစံတွေဝယ်ယူနေတာကိုတွေ့ရပါတယ်ငလျင်ဘေးသင့်ကာလ28ရက်နေ့တွေကနေယနေ့အချိန်ထိပြည်သူလူထုကိုလေနဲ့ဘုံကျဲတက်ဖြတ်နေတဲ့မင်းအောင်လိုက်ကပ်ဘေးသင့်တဲ့ကာလမှာတော့ရုပ်မာနေတဲ့မင်းအောင်လိုက်တကဘာလုံးကပြည်သူလူထုများကစန့်ကျင်ကန့်ကွက်ပေးပါရန်ကျွန်တော်ဒီညကနေလေးစားစွာတောင်းဆိုအပ်ပါတယ်အကြံဖက်လူယုံမှာစစ်ကောင်းဆောင်မင်းအောင်လိုက်ဟာကမ္ဘာလူသားမျိုးနွယ်စုတစ်ခုလုံးကိုဒုက္ခပေးနိုင်တဲ့ဟစ်တလာလိုမူနိုဆိုလီလိုဆဒမ်ဟူစိန်လိုအာဆတ်လိုအာနာရှင်ကောင်းဆောင်လူယုံမှာတယောက်ဖြစ်ပါတယ်ဒါကြောင့်မို့ပညာဉာဏ်ကြီးမားစွာကန့်ကွက်ဆန့်ကျင်မှုဆောင်ရွက်နေတဲ့ထိုင်းပြည်သူအားလုံးကိုကျေးဇူးတင်ကြောင်းဒီနေရာကနေလေးစားကြောင်းပြောပြရစီ